မတို့ရေဂျင်းဆွဲသားစကန် quality အမြင့်လိုင်းနဲ့မိတ်ဆက်မယ်မမလှဝဝတွေအတွက်လည်း site ကြီးတွေပါတယ်เนาะ site ကြီး site ပြည့်တွေပါတယ်အသားလေး quality ကောင်းတယ်ပြီးတော့ဂျင်းသားလေးကိုမှဆွဲလေးပေါ့เนาะထိုင်ဝမ်ကဝင်တဲ့ဂျင်းစကတ်အရှိလေးပါကာလာလေးကမတို့ရဲ့နှစ်ရောင်လာတာပေါ့เนาะအခုလက်ထက်မှာကင်ထားတာအရင်ပါဒီလိုစိုးစိုးပြတ်ထားတာလေးကအနုလေးပေါ့เนาะဒါလေးကကြတော့ခုနပုံနဲ့မတူဘူးခုနရေသူမလေးလိုမျိုးပေါ့เนาะဒါကကြဒီလိုတဲ့လေးပါတဲ့ခါမတို့ရဲ့သူကလေခါ site တွေကောင်းတယ်လက် site ကစတယ်လက် site 80 280 380 480ထိလာတယ်เนาะလက် site ဆိုရင်ခါ30နဲ့စဝတ်လို့ရပါတယ်480ဆိုလို့ရှိရင်ခါ42ထိဝတ်လို့ရပါတယ်เนาะလက် size ဆိုရင်မရဲ့ပေါင်ချိန်120ရစောက်လို့ရတယ်480ဆိုရင်ပေါင်190 200ထိပို့လို့ရတယ်เนาะဂျားထဲမှာ size လေးတွေ size စုံပါပါတယ်ကာလာလေးတွေကအနုအရေပေါ့เนาะဒီစကတ်ရဲ့အရှည်က38ပါမတို့ရဲ့ဈေးနှုန်းလေးက3သိန်းနဲ့3,300,000နဲ့9,000ပေါ့เนาะကာလာလေးအနုအရင်ပါအားပေးပါရှင်ကျေးဇူးတင်ပါတယ်